ကိုစာကိုနီလေးနောက်တနီလေးကိုပြောပြပေးမယ်ပေါ့နော်ဒီမှာဆိုလို့ရှင်မကနောက်ချမ်းကိုခုလိုမျိုးကိုစာကိုထားတယ်ရှေ့ချမ်းကလည်းမတို့ဒီမှာဆိုလို့ရှိရင်ကိုစာကိုထားတယ်ပေါ့နော်ဒီလိုမျိုးရှေ့ချမ်းနဲ့နောက်ချမ်းတွေကိုကိုစာတက်တက်စီလေးတွဲထားပြီးရပေါ့နော်အဲ့ဒါလေးကိုဘယ်လိုမျိုးပခုံးတွဲမလဲဆိုတာလေးကိုပြောပြပေးပါမယ်နော်မှာဆိုရင်မနောက်ချမ်းလေးကိုအလှပတ်လေးကိုလှန်လိုက်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်မတို့ရှေ့ချမ်းကကြတော့အလှလှချင်းလေးလာပြီးတော့ထပ်မယ်နော်ဒီဥစ္စာအလှဒါလေးကအလှနော်အလှလှချင်းလေးဒီလိုမျိုးလေးလာပြီးတော့ထပ်လိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်အမကရင်စီးချုပ်ထားတာဆိုတော့ဒီမျိုးနှစ်ရွက်ပေါ့နော်ဘယ်လိုလေးတူလာပြီးတော့ထပ်လိုက်မယ်ပြီးဆိုလို့ရှိရင်မတို့ဒါလေးကိုဒီလိုမျိုးလေးကင်နိုင်မယ်နော်ကင်သွားလို့ရှိရင်မတို့ရှေ့ချမ်းကိုစာနဲ့နောက်ချမ်းကိုစာနဲ့ကိုဒီလိုမျိုးလေးတူလုပ်လိုက်မယ်လုပ်ပြီးဆိုရင်မတို့ဒီမှာဆိုရင်ကိုစာချုပ်ထားတဲ့ချုပ်ယူချောင်းလေးရှိရပေါ့နော်အဲ့ဒါလေးကိုမလွဲသွားအောင်လို့ပင်းရက်လေးထိုးလိုက်ပါမယ်ဒါဆိုရင်မတို့ကိုစာကိုလည်းဒီလိုမျိုးဖြန့်ထားတယ်ဒီဘက်ကပခုံးကိုလည်းဖြန့်ထားတယ်ပေါ့နော်အဲ့ဒါလေးကိုမတို့ဒီနားနေသွားပြီးတော့ချုပ်ပါပါနော်နောက်တစ်ချက်လည်းဒီအိုင်လေးပဲပင်ရထုံးမယ်ပေါ့နော်ချုပ်တဲ့ခါမှာဆိုရင်မတို့ပခုံးဘက်ချမ်းနေစပြီးချုပ်ပါမယ်နော်ကုစာကကြတော့မိုင်းညက်ထားတာမညီတာမျိုးပဲဖြစ်တဲ့တဲ့ပေါ့နော်ဒီကုစာလေးကကြတော့ဒီကချုပ်ပြီးတော့မှပြန်ပြီးတော့ညှိပါမယ်ဒါတော့ကိုထားခဲ့တဲ့ချုပ်စာလေးအတိုင်းချုပ်ပြီးပါနော်မတို့ဒီမှာဆိုလို့ရှိရင်ကိုစာကိုထားတဲ့နားလေးရောက်ပြီပေါ့နော်အိမ်နာရောက်လို့ရှိရင်အလေးထောက်ပြီးတော့ဘီလေးမြောက်မယ်မြောက်ပြီးထားလို့ရှိရင်ဒါလေးလှည့်လိုက်မယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဒီခွဲချောင်းလေးကိုမီးဝူလေးတိုက်ပြီးတော့ပိုကောင်းနေပေါ့နော်အမားကတော့ဒီမှာခွဲချောင်းလေးလက်လေးနဲ့ပဲအသားလေးချစ်လိုက်ပါမယ်နော်နောက်တစ်ဖက်လည်းအတိုင်းပဲလက်လေးနဲ့ပဲအသားလေးချစ်လိုက်ပါမယ်ဒီကုစာလေးတွေမတို့မညီဘူးဆိုလို့ရှိရင်သူတခါလေးကကြည်လေးနဲ့ညှက်ပေးလို့ရှားတယ်ပေါ့နော်ပြီးပြီဆိုတော့မတို့ဒီဥစ္စာလေးကိုဓာတ်ဆက်လေးထိုးပါမယ်နော်ပြီးပြီဆိုလို့ရှိရင်မတို့ဒီပခုံးဝါကြတော့ဒီနာလောက်ထီကိုဓာတ်ဆက်လေးထိုးပေးမယ်ပေါ့နော်ဒီနီးလေးကကြတော့အမတို့ပိတ်စတာထူတွေဟာမျိုးတွေမှာတုံးလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ပေါ့နော်အမတို့ကဒီလိုမျိုးခွဲရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပခုံးနာမှာပိတ်စကြီးဖုန်နေရမျိုးကြီးမရှိတော့ဘူးเนาะဒီမှာဆိုရင်တပြင်းကြီးလေးတွေပါเนาะ